总统先生，严打网赌电诈、毒品走私等犯罪活动是两国关切的重要的议题之一。缅方计划采取哪些进一步的措施来切实维护两国人民的利益和安全？我嘞 online 力量破的个嘛，起码的生活模式苦呗。两个他们话他那把的路，都说啊，以后除非第二步打讲我，老的路哦，那苦路啊老，不得你家那片，也没那随便老家了。大那片，大我讲如果大，一啲变价比的都不多的，都食嘛包啊都不多的。要不就乌里亚打死木的，乌里亚打死木的，嘛面那啥票叫。譬如說နေစားပြကြော်နဲ့ပတ်သက်ပြီးကျွန်တော်ဥပဒေနဲ့ကြီးနှစ်နိုင်ငံကနေပြီးတော့ပူးပေါင်းဆောင်ရွက်ဖို့ပေါ့တခြားနိုင်ငံတွေပါတရားနိုင်ငံတွေသူတို့ဥပဒေမှာသူတို့လည်းဥပဒေတတ်တမ်းပြီးတော့သူတို့နိုင်ငံတွေမှာလည်းသူတို့ရဲ့တိုင်းပြည်သူတွေကိုသူသိအောင်ပြောဖို့လည်းလိုတယ်လူဆိုတော့လူချင်းတဲ့စိတ်ကိုရှိကြတယ်ဗျရှိကြတဲ့ခါကျတော့ဒါလည်းတော်တော်လေးခက်ပါတယ်သူတို့ရဲ့စိတ်ပုံမှာလည်းအများကြီးတည်ပါတယ်စိတ်ကိုထိန်းနိုင်မှုလိုတယ်နောက်တော့ဥပဒေကဒီတားဆီးဖို့လေထိထိရောက်တားဆီးဖို့လေထိရောက်တဲ့ပြစ်ဒဏ်နဲ့ပြည်မှုလိုတယ်နိုင်ငံနဲ့လည်းအားလုံးပါဝင်ပူးပေါင်းဆောင်ရွက်မှုလည်းလိုတယ်ဒီလိုမှသာဒီ online လေလည်မှုဆိုတာပျောက်သွားမှာကမ္ဘာမှာဒီပြဿနာကြီးမားစွာရင်ဆိုင်နေတဲ့ပြဿနာတွေကဒီတစ်ခုရှိတော့ကျွန်တော်တွေ့ပါဒါကြောင့်ကျွန်တော်တို့ဒါကိုပူးပေါင်းဆောင်ရွက်မှုနဲ့သာဖြည့်ရှင်းလို့ရမယ်ဆိုတော့ကျွန်တော်ပြောချင်တယ်